နိုင်ငံခြားသွားမဲ့သူများဒါမှမဟုတ်အမြဲဆုံးပြောတတ်ဆိုတတ်ရှိချင်တဲ့မိတ်ဆွေများဒီဟာလေးတွေကိုမဖြစ်မနေရထားမှဖြစ်ပါမယ်ဒါလေးတွေကကြတော့အရန်လွယ်တယ်ဒါမဲ့အမြဲတမ်းသုံးရမယ်အပြောလေးတွေပဲဖြစ်ပါတယ်ဒါဆိုရင်ဆက်ပြောလေးလာကြရအောင်ဟိုဟာကကျွန်တော်ဟာမဟုတ်ပါဘူးဟိုဟာပေါ့နော်ဟိုဟာကကျွန်တော်ဟာမဟုတ်ပါဘူး那不是我的那不是我的那ဆိုဟိုဟာကိုညွှန်းတာနော်不是မဟုတ်ပါဘူး我的ကျွန်တော်ဟာမဟုတ်ပါဘူးဒါဆိုရင်ဟိုဟာကခမည်းဟာမဟုတ်ပါဘူး那不是你的那不是你的那ဟိုဟာက不是မဟုတ်ပါဘူး你的မင်းဟာမဟုတ်ပါဘူးเนาะဒါဆိုရင်ဟိုဟာကသူ့ဟာမဟုတ်ပါဘူးဟိုဟာကသူ့ဟာမဟုတ်ပါဘူးဆိုရင်那不是他的那不是他的那ဟိုဟာက不是မဟုတ်ဘူး他的သူ့ဟာမဟုတ်ပါဘူးဒါဆိုရင်ဟိုဟာကလိလိဟာမဟုတ်ပါဘူး那不是丽丽的那不是丽丽的那ဟိုဟာက不是မဟုတ်ဘူး丽丽的丽丽ဟာမဟုတ်ပါဘူးเนาะဟိုဟာက小明ဟာမဟုတ်ပါဘူး那不是小明的那不是小明的ဟိုဟာက小明ဟာမဟုတ်ပါဘူးเนาะဒါဆိုရင်မိတ်ဆွေတို့ကကြတော့ဒီဟာလေးတွေကိုရသွားပြီဆိုရင်เนาะစကားပြောလေးတွေကိုတွားပြီးပြောလို့ရပါပြီလွယ်လွယ်လေးမှတ်သွားလို့ရပါတယ်လွယ်တယ်ဒါပေမဲ့အသုံးဝင်ပါတယ်เนาะကြက်သွားလိုက်ပါဒါဆိုရင်လို့ရှိလို့နောက်လွယ်တဲ့ဗီဒီယိုလေးကိုထပ်ပြီးလေ့လာကြရအောင်အားလုံးကျေးဇူးတင်ပါတယ်ရှေ့ရှေ့大家 teacher ဂျိုလီပါ